ဒီပြိုင်ရင်းကတကယ်ကိုပနက်လုံးပါတယ်ပိုင်ရှင်ကသူ့ကိုဝယ်ဖို့အတွက်ငွေတသိန်းကျော်တောင်အကုန်ကြခံခဲ့ရပေမဲ့သူကတော့နေတိုင်းနေမကောင်းချင်အောင်ဆောင်နေခဲ့ပါတယ်ပိုင်ရှင်ကသူ့အပေါ်တက်စီးဖို့လှုပ်လိုက်တာနဲ့နောက်တစ်စက္ကန့်မှာပဲသူကမူးလဲပြီးတေးချင်းရောင်ဆောင်လိုက်တာပါပဲကျွမ်းကျင်တဲ့ကောင်းဝိုင်တွေကိုခေါ်ပြီးကင်တွေခိုင်းရင်တော့ဘာမှလုပ်လို့မရပါဘူးမြင်းစည်းဖို့လှုပ်လိုက်တိုင်းသူကချက်ချင်းကြီးမူးလဲသွားတတ်တာကြောင့်ကောင်းဝိုင်တွေရဲ့နာမည်ပြရတဲ့အထိဖြစ်ခဲ့ရပါတယ်တကယ်တော့သူ့နာမည်ကအာဂျုံလို့ခေါ်ပါတယ်မူလကတန်ဖိုးကြီးပြန်ရင်းတစ်ကောင်ဖြစ်ပေမဲ့ပိုင်ရှင်တစ်စီရောက်သွားတဲ့နောက်မှာတော့တနေ့လုံးနေမကောင်းချင်အောင်ဆောင်ပြီးကြေးတိုက်နေပါတော့တယ်သူ့ရဲ့ကြောင်တောင်တောင်မျက်နှာပေးကိုလည်းကြည့်ပါဦးမျိုးလုံးတွေပေါ်လန်ပြီးငင်ငင်လေးလဲနေတတ်တာကြောင့်ဘေးကမြင်းဖော်တွေတောင်ကြီးမရဖြစ်ပြီးမြင်းမျိုးနွယ်ကိုတိတ်ခါမချစမ်းပါနဲ့လို့ပြောရမလို့ပါပဲအာဂျုံကမျိုးလုံးလေးကလည်းကလေးနဲ့ပပတ်လေးကိုအကဲခတ်လိုက်ပြီးဘယ်သူမှမရှိတာတေချာတော့မှချက်ချင်းထွက်လိုက်ပါတယ်ဒါပေမဲ့ဒါကပိုင်ရှင်ကသူ့ကိုစမ်းတက်ဖို့လှည့်ကွက်ဆင်ထားတာပါဒါကိုမြင်သွားတဲ့အာဂျုံဟာချက်ချင်းပဲအောက်ကိုပြန်လဲကျသွားပြီးအတက်ယောဂါထားသလိုမျိုးခြေလက်တွေတဆက်ဆက်တုံပြပြန်ပါတယ်ဘေးကလူတွေလည်းဘာလို့ရမှန်းမသိကြောင်အန်းဖြစ်သွားကြတာပေါ့ပိုင်ရှင်ကသူ့ပါဇက်ထဲကိုမုံငါဥနီတစ်ချောင်းထည့်ပေးလိုက်ပေမဲ့အံ့ဩစရာကောင်းတာကအာဂျုံကအဲ့ဒီမုံငါဥနီကိုမဝါပဲပါဇက်ထဲဒီတိုင်းခဲထားပါတယ်ပြီးတော့ပိုင်ရှင်ကလူမတိမတာနဲ့လှဲထွက်သွားလိုက်ပါတယ်အာဂျုံကမျက်လုံးလေးကလေးကလည်းနဲ့ထက်အကဲခတ်ပြီးပိုင်ရှင်တကယ်ပဲဝေးဝေးကိုရောက်သွားပြီဆိုတာကိုမြင်တော့မှမြေကြီးပေါ်ကနေချက်ချင်းဒုံကနေထွက်လိုက်ပြီးပိုင်ရှင်စီကနေမုံငါဦးနီတစ်ချောင်းကိုပါနဲ့စွာနဲ့လှည့်စားပြီးစားလိုက်ပါတော့တယ်ဒီညင်းကတကယ်ကိုလေလုံးပါတယ်ပိုင်ရှင်ခညာလည်းခါထောက်ပြီးဒေါသတွေအလေးလေးထွက်လို့နေတာပေါ့လူတွေကတော့ကြွေးထားရင်စကားနားထောင်တတ်တယ်လို့ပြောကြပေမဲ့ဒီညင်းနဲ့ကြတော့ပိုင်ရှင်ခညာနည်းမျိုးစုံတုံးကြည့်လဲအရာမထင်ခဲ့ပါဘူးမြင်းစီနဲ့အမူအရာလေးပြလိုက်တာနဲ့အာဂျုံကချက်ချင်းမူးလဲသွားပြန်ပါတယ်။ပါဇက်ထဲမှာမုံငေါင်းကြီးတဝက်ရှိနေရင်တောင်ဆက်မစားတော့ပါဘူးပြီးရင်နှာခေါင်းကြီးတရှူးရှူးနဲ့တေတော့မဲ့အတိုင်းအသက်ကိုပြင်းပြင်းရှူပြနေတတ်ပါတယ်။ဒါပေမဲ့ပိုင်ရှင်လှည့်ထွက်သွားတာနဲ့အာဂျုံကစက်ကူရုပ်လေးလိုချက်ချင်းအသက်ဝင်လာပြီးအားရင်တွေပြေသွားပြန်ရောပိုင်ရှင်ကအာဂျုံမှာအယိုးပြဿနာရှိနေမလားဆိုပြီးစိတ်ပူတာကြောင့်ဆေးရုံပို့ပြီးအိတ်ဆေးရိုက်ကြည့်ခဲ့ပေမဲ့ရလက်တွေကပုံမှန်ပဲဖြစ်နေပါတယ်။အာဂျုံကိုတေချာစောင့်ကြည့်ပြီးတဲ့နောက်တရိတ်ဆန်ဆရာဝန်ကဒီညင်းကညံကောင်းလုံးတာသူကသူတစ်ပါးရဲ့ခင်းချုံမှုကိုမခံချင်ုံတင်ယောဂဘာမှမရှိဘူးလို့ပြောပါတယ်။နောက်ပိုင်းမှာတော့အာဂျုံကိုရုပ်ရှင်ရိုက်ကွင်းတစ်ခုစီမမျှော်လင့်ပဲပို့လိုက်ကြပါတယ်။သူ့ရဲ့ပထမဆုံးရုပ်ရှင်ရိုက်ကူးတဲ့နေ့မှာတင်အာဂျုံရဲ့တရုပ်ဆောင်ချက်တွေကကြီးကျူးမှုတွေအများကြီးရခဲ့ပါတယ်။ညမှန်ခံရတဲ့အခန်းတိုင်းမှာသူကချက်ချင်းလဲကျသွားပြီးငြင်ငြင်လေးနေတတ်ပါတယ်။ဒရိုက်တာကကတ်လို့မအော်မချင်းသူကဒီအတိုင်းလဲနေတာပါ။သူ့ရဲ့မျက်လုံးနဲ့မျက်နှာအမူအရာတွေကိုကြည့်လိုက်ပါဦး။အော်စကာဆုတောင်သူ့ကိုပေးရမယ့်အတိုင်းပါပဲ။